ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာဒီနေ့မှာတော့မနိုင်ကအရှင်ပြလက်ခံကျင်းပပေးနေတဲ့အမျိုးသမီးအာရှချန်ပီယံလိအုပ်စု C ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေကိုရှင်မြန်ကစားခဲ့ပါတယ်ညနေ3 နာရီအချိန်မှာတောင်ကိုရီးယားနိုင်ငံကိုစားပြုကလပ်စူဝမ်အမျိုးသမီးသင်းနဲ့ဂျပန်နိုင်ငံကိုစားပြုကလပ်တိုကျိုဘာရီဘီလီဇာအမျိုးသမီးသင်းတို့ရှင်မြန်ကစားခဲ့ပါတယ်ခင်ဗျာဒီပွဲကတော့ဂုဏ်ရှိသေးရလနဲ့ပြီးဆုံးခဲ့ပါတယ်ည9 နာရီအချိန်မှာမြန်မာနိုင်ငံကိုစားပြုကလပ် ISB မျိုးသမီးသင်းနဲ့မြောက်ကိုရီးယားနိုင်ငံကိုစားပြုကလပ်နေကိုရန်အသင်းတို့ရှင်မြန်ကစားခဲ့ပါတယ်ဒီပွဲစဉ်မှာတော့မြောက်ကိုရီးယားနိုင်ငံကိုစားပြုကလပ်နေကိုရန်အမျိုးသမီးအသင်းက3 ဂိုးဂိုးမရှိစွာရလနဲ့အနိုင်ယူသွားခဲ့ပါတယ်ခင်ဗျနေကိုရန်အသင်းဟာအုပ်စုဖွင့်ပွဲစဉ်မှာတော့ဂျပန်ကလပ်တိုကျိုဘာရီဘီလီဇာအမျိုးသမီးအသင်းကို4 ဂိုးပြတ်ရှုံးတယ်ဒီတော့ဒီအသင်းဟာတိတ်ပြီးတော့မစွန်လောက်ဘူးထင်တယ်လို့ကိုရီးယားတွက်ဆမိတာပေါ့လေဒါပေမဲ့တစ်ချက်ပေါ့လေအဲ့ပွဲမှာသတိပြုမိတာရှိခဲ့တယ်အဲ့ဒါဘာလဲဆိုတော့နေကိုရန်ဟာမိနစ်90လုံးကစားကြမသွားခဲ့ဘူးတိုးအားကောင်းတယ်မာကုံမြင့်တယ်အပြန်အလှန်ကစားတယ်ရှေ့စွမ်းမတာလို့အရေးနေတာမျိုးမဟုတ်ဘူးသူကအပြန်အလှန်ကစားပြီးတော့အရေးနေသွားတာဒီတော့ဒုတိယပွဲစဉ်မှာသူတို့တကယ်ကောင်းလာခဲ့တယ်တောင်ကိုရီးယားကလပ်စူဝမ်အသင်းကို3 ဂိုးဂိုးမရှိနဲ့အနိုင်ကစားပြခဲ့တယ်ဒီနေ့ပွဲစဉ်မှာဆိုရင်လည်း ISB မျိုးသမီးကလပ်အသင်းကိုနေကိုရန်အသင်းကရှေ့အသာဂိုးပြတ်နဲ့ပွဲထိန်ပြီးတော့ကစားသွားခဲ့တာဖြစ်ပါတယ်ခင်ဗျ ISB မျိုးသမီးကလပ်အသင်းကတော့အုပ်စုအဖွင့်ပွဲစဉ်ကနေအုပ်စုနောက်ဆုံးပွဲစဉ်အထိခံစစ်ကိုအားပြုပြီးတော့ကစားသွားခဲ့တယ်ဂျပန်ကလပ်တိုကျိုဘာရီဘီလီဇာအသင်းနဲ့ပွဲစဉ်မှာပွဲအစ73မိနစ်မှာပေးရတဲ့ဂိုးနဲ့အရေးနေခဲ့တယ်ပေါ့လေတကူဂိုးမရှိနဲ့ဒီပွဲမှာလည်းပွဲအစ73မိနစ်မှာတင် ISB အသင်းဟာဂိုးပေးလိုက်ရပါတယ်နေကိုရန်အသင်းကပထမပိုင်းကိုအဲ့သွင်းဂိုးတစ်ဂိုးနဲ့ဥဆောင်နေခဲ့တာဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့နေကိုရန်အသင်းကနောက်ထပ်2 ဂိုးထပ်သွင်းပါတယ်ပွဲကစားချိန်58မိနစ်မှာတကူ89မိနစ်မှာတကူသွင်းခဲ့တာဖြစ်ပါတယ်အဲ့89မိနစ်မှာဂိုးသွင်းပြီးတော့10မိနစ်ပဲကြာတယ်မိနစ်80မှာတကူထပ်ရသေးတယ်အဲ့တကူကတော့ကွင်းလက်တိုင်လူကြီးကပယ်ဖြတ်လိုက်တယ်ပေါ့လေဟုတ်ကဲ့မြန်မာနိုင်ငံကိုစားပြုကလပ် ISB မျိုးသမီးအသင်းဟာလိုအပ်ချက်တွေများခဲ့ရင်မဲ့ဒီအုပ်စုမှာသူရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်တွေကသူ့ထက်ခေါင်းတစ်လုံးသာပါတယ်အတွေ့အကြုံအများကြီးရင့်ကျက်ပါတယ်အဲ့တော့ဒီပွဲစဉ်တွေကနေ ISB အမျိုးသမီးကလပ်အသင်းကစားသမားတွေဟာအများကြီးသင်ယူလေ့လာနိုင်ခဲ့မယ်လို့ယူဆမိပါတယ်ခင်ဗျာရှေ့လာမယ့်အနာဂတ်မှာတော့အခုထက်ပိုကောင်းတဲ့အခွင့်အလမ်းတွေကို ISB အသင်းကစားသမားတွေဖန်တီးပုံဖော်နိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ